ရိုးရဝတ်စုံဝတ်ပြီးဈေးသွားမယ်လို့ဆိုလိုက်တာနဲ့ဒီဝရိယကောင်းတဲ့အမကြီးတော့ကကျွန်တော်အေးရမထခင်ရဲ့အိမ်ကိုရောက်နေကြတာပဲဖြစ်ပါတယ်ဈေးထဲကနေမြင်မှရောက်သွားပြီမဲ့ကိုလိုချင်တဲ့ဝါပေါင်လေးရလိုက်လို့တော့ပါသေးတယ်မုံကြီးချင်းတွေကိုလည်းပြန်တော့မဲ့ဆဲဆဲလေးမှမိလိုက်ပါသေးတယ်ဒါကတော့ဒီမရတောက်ကူကြောတောက်ချင်တယ်ဆိုလို့တောက်ဝဲကြတာပဲဖြစ်ပါတယ်အမေမလိုက်တဲ့ခောက်ဆွေကတော့လုံးဝမေးလို့မရပါဈေးရက်ကွဲနေပြီဖြစ်လို့ဘာဝဲရမှမသိရနဲ့တူဟုပြလေးတောက်ဝဲလိုက်ပါတယ်ပြီးတော့ရွက်မွေရတဲ့တတိယပြီးတော့ကစွန်းရက်လေးတောက်ဝဲပါတယ်ဇွန်မုံညင်လဲစားမယ်ဆိုလို့ဇွန်မုံညင်နဲ့စီးရဲ့ကျွတ်ဆိုင်နဲ့စီးရဲ့ထပ်ပြီးတော့ဝဲပါတယ်အပြန်လမ်းမှာဒီမရကော့ပက်နဲ့တွားနေပြီးတော့ဇွန်မုံညင်နဲ့ပြုတ်ကျထားလို့လဲကျွန်တော်အနောက်ကနေလိုက်ကောက်ပေးရပါသေးတယ်အိမ်ပြန်ရောက်ပြီဆိုတော့စားမဲ့တောက်မဲ့နေရာလေးတွေကိုပြင်ဆင်ခင်းကျင်းရပါတယ်အရွက်တွေကိုတင်ကြတယ်ပြီးတော့ပန်မဲ့ပန်းတွေကိုကိုယ်တိုင်ပဲတီးကြတာပဲဖြစ်ပါတယ်ပန်းတွေတီးပြီးသွားတဲ့အခါမှာကျွန်တော်ကတော့လိုက်ပြီးတော့ပန်ပေးလိုက်ရုံပါပဲပန်းတွေလည်းပန်ပြီးပြီရေနွေးတွေလည်းစုနေပြီဆိုတဲ့အခါကျတော့စားဖို့တောက်ဖို့စပြင်လို့ရပါပြီကဲရတနာဘုံခေတ်ကပိုးဘေးတွေတူကင်တတ်မကင်တတ်ဆွေးနွေးနေတာကိုခဏလေးရပ်ထားပြီးတော့ရတနာဘုံခေတ်မှာခောက်ဆွဲဘူးတွေပေါ်ပြီလားဆိုတဲ့အကြောင်းလေးကိုဆက်ပြီးတော့ဆွေးနွေးပေးကြပါဦးနော်တကယ်တော့ဒီခောက်ဆွဲဘူးကကျွန်တော်မာပြီးမှအရန်ဆက်တဲ့ဘူးကိုဝယ်လာမိတာပဲဖြစ်ပါတယ်ခောက်ဆွဲလေးတွေစိန်ထားတဲ့အချိန်မှာဘိုင်းမနာအောင်လို့ဆိုပြီးမှကစွန်းဦးကိုအရင်စားကြပါတယ်ကစွန်းဦးကရုပ်မလှပေမဲ့အမိမြစ်တာရည်နဲ့ပေါင်းထားလို့လာမသိဘူးအရန်စီးပြီးမှအရန်ချိုပါတယ်ဘာလာထောင်းချတဲ့သူတွေမလို့ကစွန်းဦးတစ်ပေါင်ကြီးရလည်းခဏလေးနဲ့ပဲကုန်သွားပါတယ်ဟောက်ဆယ်ဘူးလေးရပြီဆိုတော့အနည်းထုတ်လေးတွေကိုဖောက်ပြီးတော့ထည့်ကြပါမယ်အနည်းထုတ်လေးတွေထည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီလိုလေးတွေမွေပြီးတော့သုံးဆောင်လို့ရပါပြီဒါလေးတွေကတော့အဆက်ပြေလေးတွေပါကျွန်တော်တို့တွေကချိုဆက်ကိုမကြိုက်တာကြောင့်မလို့ချင်းဆက်လေးဖြစ်အောင်ဆိုပြီးတော့မကြီးအနစ်လေးဆန်းပြီးမှစားကြပါတယ်ဝါပေါင်နဲ့မတည့်တဲ့လူနဲ့ဝါပေါင်ကိုမစားရတဲ့လူတွေနဲ့ရှိတယ်ဆိုပေမဲ့လည်းဒီဝါပေါင်ကပဲအရင်ဦးဆုံးကုန်သွားခဲ့ပါတယ်ကျွန်တော်ကတော့ငှက်ဒီဆက်မှစိုးရိမ်နေပေမဲ့သူတို့တွေကတော့အေးအေးဆေးဆေးပါပဲခောက်ဆွဲအပြင်ရွက်တွေကိုလည်းကြီးမများပဲနဲ့စားကြပါတယ်ဒီတယောက်ကတော့ဝါပေါင်နဲ့မတည့်ပေမဲ့ဝါပေါင်ကိုအတော်ကြိုက်တဲ့လူပဲဖြစ်ပါတယ်ဒါကတော့မဟုတ်ဝဲကျွေးတဲ့သူတို့ရဲ့ဒီကိုရိုးစုတောင်ပေးနေကြတာပဲဖြစ်ပါတယ်ဘာရီစုတောင်ပေးနေကြလဲနားမလဲမှာဆိုလို့စာရမဲထိုးပေးလိုက်ပါတယ်ဒီဖွဲ့လေးကိုတဘောကြရတဲ့အချက်ထဲမှာဘာကျွေးမတွန်းမဆုပ်ကြီးမများပဲအကုန်စားကြတာလည်းတစ်ခုအပေါင်းပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးရလို့လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်